ဘယ်ဟာကိုပဲတွေ့တာမှုရှိလာပြီဆိုလို့ရှိရင်စွန့်လွတ်မှုကိုစွန့်လွတ်ရမယ့်အချိန်ကိုတွေးလိုက်တာနဲ့တပြိုင်နက်တောကဖြစ်သွားဆုံးရှုံးတဲ့အခါမှာလည်းတောကဖြစ်သွားကိုယ်အဲ့ဒီတောကကိုဘယ်သူကဖိတ်ခေါ်လာတာတော့တွေ့တာမှုကဖိတ်ခေါ်လာတာကိုချင်းသိတာဆိုတာသူများလက်တွေ့ရှုစဉ်ကြည့်လို့ရတဲ့အနေအထားတစ်ခုပေါ့သူများဒုက္ခပေးတယ်ဆိုတာသိတယ်ဘုန်းကြီးတို့တွေတန်တရားထဲမှာခရီးသွားနေကြပြောကြတယ်သူများဥစ္စာခွေးကိုထမ်းကိုလန်းကိုသွားတယောက်တည်းသွားကြတာကာမကိစ္စတွေမှာမမယွန်းရင်လည်းသူများဒုက္ခပေးတာတယောက်တည်းလို့ပုဂ္ဂိုလ်အနေနဲ့ပြောရတော့လည်းပြောရင်လည်းသူများဘာကနေရှေ့ဆောင်လမ်းပြနဲ့သွားလဲလို့ဆိုရင်တဏှာဆိုတဲ့ဘဝတဏှာလို့ခေါ်တယ်ဘဝပေါ်မှာတွေ့တာမှုကခေါင်းဆောင်ဒုက္ခပေးတာသူလမ်းပြတဲ့နောက်လိုက်သွားကြတယ်ဒုက္ခပေးတာနှစ်သက်မှုတွေ့တာမှုကိုအခြေပြုပြီးတော့ကံတရားတွေလုပ်ကြတယ်အမှန်မသိတဲ့အဝိဇ္ဇာကနေပြီးတော့လွယ်မှားသွားအောင်အထင်အမြင်တွေဖြစ်လာအောင်ဖန်တီးပေးတယ်တဏှာကကျင့်နှံ့မှုတွေဖြစ်အောင်လုပ်ပေးတယ်ကံတရားကနေပြီးတော့တွန်းထုတ်ပေးလိုက်တယ်ဟောတဏှာရဲ့အဝိဇ္ဇာရဲ့ကံရဲ့ဒီသုံးခုကပေါင်းပြီးတော့ဘုန်းကြီးတို့ဘဝတွေကိုရှေ့ဆောင်ပေးနေတာဘယ်ဘဝဖြစ်ကောင်းလိမ့်မယ်လို့ထင်တယ်ဘာလို့ကောင်းလိမ့်မယ်ထင်တော့ဆိုအဝိဇ္ဇာကနေပြီးကောင်းတယ်လို့မြင်အောင်လုပ်ပေးထားတာဆို